ခုတခါတော့အမေနဲ့ပတ်သက်တဲ့ဒီတစ်ပုဒ်ပါမိဘဆိုတာအနန္တောအနန္တ၅ပါးကိုင်းဝင်ကျေးဇူးရှင်ပါဒါကြောင့်မို့ဝိမေကျေးဇူးဆက်ဖူးခြင်းနဲ့ဆိုလို့